ခဲမပြတ်သူငွေမိုးရတီအောင်မြင်ဖို့အတွက်သာအချိန်ကုန်ခံနေတဲ့ရွှေထူမြန်မာနိုင်ငံရဲ့နာမည်ကြီးအစိုးရတွေတင်မှာတော့ရွှေထူကိုမတိတဲ့သူမရှိတော့ပါဘူး။ရွှေထူရဲ့တည်ချင်တွေကိုအမျိုးသားပြည်သက်တွေသမကအမျိုးသမီးပြည်သက်တွေကလည်းတဘောကြအားပေးခဲ့ကြတာပဲဖြစ်ပါတယ်။ရွှေထူရဲ့ချစ်စနေလေးဖြစ်တဲ့ရွှေမိုးရတီကတော့တချင်ကရွှေမိုးရတီတခေဖြစ်အောင်လုံနိုင်ခဲ့သူတယောက်ပါ။အသက်ငယ်ငယ်လေးနဲ့အနုပညာလမ်းကြောင်းပေါ်ရောက်လာပြီးမြဲတရုတ်ဆောင်ကောင်းတဲ့သူရဲ့ပုံစံနဲ့လုံကြီးပေါလာပုံစံလေးကြောင့်ပြည်သက်တွေရဲ့အားပေးမှုကိုတကယ်နဲ့ရရှိခဲ့ရလေဖြစ်ပါတယ်။ရွှေမိုးကတော့အနုပညာလုပ်တွေဘလောက်တောင်လုပ်ခဲ့ရလဲဆိုရင်ဗီဒီယိုဆက်ကအတိုင်းမှာမပါမဖြစ်လို့ပါပဲ။တချိန်ကအရန်နာမည်ကြီးခဲ့တဲ့အကယ်ဒမီမင်းသမီးလေးရွှေမိုးရတီကတော့အိမ်တော်ကြပြီးတဲ့နောက်မှာဂီတာဖက်ကိုပါခြေဆန့်လာခဲ့ရလေဖြစ်ပါတယ်။အမျိုးသားဖြစ်သူကအောင်မြင်နေတဲ့အစိုးရတရားမို့ရွှေမိုးရတီကတော့အမျိုးသားနဲ့တချမ်းတူတူဆိုရင်ဂီတာဘက်ကိုပါနဲ့ကျဲလာကြရလေဖြစ်ပါတယ်။ရွှေမိုးကတော့ဂီတာနဲ့ပတ်သက်ရင်ဘာမှမသိနားမလည်ပေမဲ့ဆရာကောင်းနဲ့တွေ့လိုက်တယ်လို့မျိုးဖြစ်ခဲ့တာမို့အခုနောက်ပိုင်းမှာတချင်တွေတည်ဆိုနေခဲ့ပြီလေဖြစ်ပါတယ်။ရွှေမွန်ကတော့ခုနောက်ပိုင်းမှာဇက်ကားတွေတိတ်မြိုက်တော်ပြီမဲ့လေတချင်တွေကိုတော့ဖန်တီးဖြစ်နေစေပါပဲ။အသက်30ကျော်အိမ်တော်တဲ့အမျိုးသားတယောက်ဖြစ်နေပေမဲ့ဥပဒေရုပ်ကောင်းပြီးဇနီးဖြစ်သူရွှေမွန်ရတီရဲ့ဆင်ခဲပြီးမှကြောင့်အရွယ်တင်နုပြနေတဲ့ရွှေသူဟာအခုတည်းမင်္ဂလိပရိသတ်တွေရဲ့အသေးကျော်ဖြစ်နေတာပါ။ရွှေသူနဲ့ရွှေမွန်ရတီတို့ဟာအိမ်တော်ကြပြီးကမှအနုပညာလုပ်တွေကိုအတူတူတွဲပြီးလှုပ်လာကြတာပဲဖြစ်ပါတယ်။ရွှေမိုးရတီကလည်းရွှေထူကိုတရုတ်ဆောင်ဓာတ်တွေနဲ့ပတ်သက်ပြီးတင်ပြပံ့ပိုးပေးခဲ့တာကြောင့်တန်တာရီမိုးရုပ်ရှင်စကားကြီးမှာဝိုင်းရင်မင်းသားတွေဖြစ်တဲ့ရဲတိုင်းထောင်းတို့ကိုကြော်ပြီးအကယ်ဒမီဆုကြီးကိုစုကိုသွားနိုင်ခဲ့ပါလေဖြစ်ပါတယ်။အဲဒီနောက်မှာလည်းရုပ်ရှင်စကားတွေအများပြားရိုက်ကူလာတာပဲဖြစ်ပါတယ်။ရွှေထူကလည်းစနီးတယ်လေးကိုဂီတလောကတွေခေါ်ကျွဲလာခဲ့ပြီးကိုရိုင်းတချင်တွေရေးပေးခဲ့ရပဲဖြစ်ပါတယ်။ရွှေမွန်ကတရုတ်ဆောင်ပိုင်းမှာချင်းထိုးချွန်တာမဟုတ်ပဲအစိုးပိုင်းမှာလည်းထိုးချွန်တာကြောင့်ပရိသတ်တွေကလက်ခံအားပေးခဲ့ကြတာပဲဖြစ်ပါတယ်။ခုချိန်မှာတော့ရွှေသူကစနေပြတ်သူကိုဂီတလောကထဲမှာနေရာတကူရအောင်ဆွဲဆောင်ပေးခဲ့ရုံသမကခေမလေးကိုပါဂီတလောကမှာအောင်မြင်ကြော်ကြားတဲ့သူဖြစ်အောင်အပြေဝစပိုတင်ပေးသွားမယ့်အကြောင်းပြောလာခဲ့ရပြီဖြစ်ပါတယ်။ရွှေမွန်ရတီဟာမကြသေးခင်အချိန်ကမှသူမရဲ့သူအသီးတော်ညီမလေးဖြစ်တဲ့ဝင်းမွန်ရတီကိုပွဲထုတ်လာခဲ့ရပြီဖြစ်ပါတယ်။ဝင်းမွန်ရတီဟာကြောက်ကိစ္စတွေပြည်စီပြီးအရွယ်ရောက်လာပြီးဖြစ်တာကြောင့်အနုပညာလောကတွေကိုစတင်ဝင်ရောက်လာခဲ့ပြီးပဲဖြစ်ပါတယ်။ဒါပေမဲ့ဝင်းမွန်ရတီဟာအမဖြစ်သူလို့တော့တရုတ်ဆောင်ပိုင်းမှာဝတ္ထမပါခဲ့ပဲရဲဦးဖြစ်သူနဲ့ဝတ္တနာတူနေခဲ့တာပါ။ဒါကြောင့်ရွှေထူးအနေနဲ့သူနဲ့ဝတ္တနာသူအကြိုက်တူတဲ့ခေမလေးကိုဂီတနဲ့ပတ်သက်တဲ့အကြောင်းအရာကိုတင်ပြပြီးရုံသမကဂီတလောကမှာအောင်မြင်တဲ့အစိုးရတရားဖြစ်တဲ့အထိအကောင်းဆုံးစပိုတင်ပေးသွားမှာပဲဖြစ်ပါတယ်။ဝင်းမွန်ရတီအနေနဲ့ကလည်းဂီတကိုတကယ်ဝတ္တနာပါပြီးရွှေထူးလိုနာမည်ကြီးအစိုးရတရားစီကနေပညာရေးတင်ယူခွင့်ရလို့သူမကိုသူမကံကောင်းတဲ့သူဖြစ်ခံယူနေရပဲဖြစ်ပါတယ်။အခုဆိုရင်ငွေမွန်ရတီအနေနဲ့ရွှေထူးနဲ့အတူတူဘာတွေမှာပျော်ပြင်းရင်ပရိသတ်တွေနဲ့ယဉ်ကျေးမှုရအောင်ကြိုးစားနေပြီပဲဖြစ်ပါတယ်။ပရိသတ်တွေကငွေမွန်ရတီဟာရွှေမော်လောက်အတမကောင်းသလိုတက်ချင်လဲမစိုးတက်ဘူးဆိုပြီးဝေဖန်ထောက်ပြလာကြတာပါအခုလိုဝေဖန်မှုတွေပေါ်မှာလေရွှေထူကရွှေမွန်ရဲ့အတန်ဟာကျူရဲဖက်ကိုသွားပြီးငွေမွန်ရဲ့အတန်ကမာပြီးပောက်ကွဲတဲ့ဖက်ကိုသွားတာလို့ရှင်းပြလာခဲ့ရပြီဖြစ်ပါတယ်ပရိသတ်တချို့ကတော့ဝေမုံရတီကိုအမားဖြစ်တဲ့ရွှေမုံနဲ့မတူဘဲနိုင်ငံကျော်မင်းသားကြီးနေသူနဲ့သူတွေဆိုပြီးအရှင်းဖောက်စားနာနေကြတာပါမင်းသားနေသူဟာရုပ်ရှင်ရရတာစိတ်ကုန်လာလို့ရွှေထူကိုဆရာတင်ပြီးတချင်တွေဆိုတော့မှလာလို့တော့မိကွန်းတွေထော်လာကြတာပါတချို့ကလည်းငွေမုံရတီဟာစကားပြောရမှာပွပွလင်းလင်းရှိကြတဲ့အတွက်သဘောကျအားပေးနေကြတာပဲဖြစ်ပါတယ်။တမရဲ့ပုံစံကရွှေမုံလိုမိန်းလေးမဆန်ပဲယောက်ျားလေးပုံစံဖြစ်နေတဲ့အကြောင်းတယောက်ဆောင်အလုပ်ကိုမရွေးပဲအစိုးရအလုပ်ကိုရွေးတာမှန်ကန်တဲ့ရွေးချယ်မှုလို့ချီကျူးစကားဆိုလာကြတာပါ။ရွှေထူကလည်းခဲမလေးဖြစ်တဲ့ဝင်းမုံရတီကိုသူမရဲ့အစိုးရဖြစ်ခြင်းနဲ့အိမ်မက်တွေအကောင့်ထဲပေါ်နိုင်အောင်အစွမ်းကုန်ပံ့ပိုးပေးသွားမှာဖြစ်လို့ဝင်းမုံရတီတရားဂီတမှာအောင်မြင်မှာပါလို့အမှတ်ချက်ပေးလာကြတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာဆယ်နုပညာရှင်တွေအကြောင်းအများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အသစ်တော်ရီတင်နာမလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလေးကိုလေးနေထားပေးကြပါဦးနော်။အဆုံးထိအပေးကြည့်ရှုမှုတလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။